မင်္ဂလာပါခင်ဗျာဒီကနေ့ဆွေးနွေးပေးမယ့်အကြောင်းအရာကတော့တရက်ပန်းပွဲနဲ့အချိန်မှာမဖြစ်မနေဆောင်ရွက်ရမယ့်အချက်၅ချက်အကြောင်းကိုဆွေးနွေးပေးပါမယ်နံပါတ်1ချက်ကတရက်ပန်းပွဲနဲ့အချိန်ကိုကတိတိကျကျသိထားဖို့လိုပါတယ်ဒါအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ပန်းပွဲနဲ့အချိန်ကအစပိုင်းကာလဆိုရင်ဒါ900ခိုင်နှုန်းနဲ့10%ခိုင်နှုန်းရှိတယ်ပေါ့နော်အလဲပိုင်းကာလဆိုရင်30%ခိုင်နှုန်း50%ခိုင်နှုန်းဒါပွင့်တဲ့အချိန်ဒီလိုအချိန်မှာဆိုရင်ဖြုတ်ပိုးကြမယ်ယောဂကြမယ်ဆေးတွေဖြန်းလို့ရသေးတယ်ပန်းအပြည့်ပွင့်တဲ့အချိန်80%ခိုင်နှုန်း100%ခိုင်နှုန်းဖြစ်ပြီဆိုရင်တော့ဘာဆေးမှဖြန်းလို့မရတော့ပါဘူးကိုယ့်ရဲ့ပန်းပွင့်နှုန်းကဘယ်ရဲ့ရောက်ပြီလဲဘလို့အနေထားရောက်ပြီလဲဆိုတာကိုသိထားဖို့လိုပါတယ်ခင်ဗျာဘတ်နှစ်အချက်ပန်းပွင့်တဲ့အချိန်မှာလာတတ်တဲ့ရင်ကောင်းတွေပြားတွေကိုဂရုတစိုက်ထိမ့်သိမ့်စောင့်ချောက်ဖို့လိုပါတယ်မလာဘူးဆိုရင်တော့မှသူတို့လာအောင်ခေါ်ပေးဖို့လိုပါတယ်ဥပမာရင်ကောင်းတွေလာအောင်အညှိနှံ့တွေထားပေးတာမျိုးဆောင်ရွက်သင့်ပါတယ်ပြားလေးတွေလာအောင်လို့ရေခွက်တွေဒါပြားတွေရေတောက်တတ်တဲ့ဆိုတရက်ပင်ရဲ့အခြေလေးမှာရေခွက်လေးတွေချထားတာဒါသူ့ကိုခေါ်တာပေါ့ဗျာဒီလိုမျိုးပြားနေအောင်ကိုကလှုပ်ဖို့လိုပါတယ်နောက်ကိုတရက်ချန်ထဲမှာပြားအောင်နေရှိတယ်ဆိုရင်ဒါမဖို့ပြပါနဲ့မရှင်းထုတ်ပါနဲ့ဒါအရန်ကောင်းတယ်ကိုရဲ့မိတ်ဆွေတွေဖြစ်ပါတယ်နော်ကိုကဆေးရလိုအပ်လို့ဖြန်းတယ်ပေါ့ဗျာဖြုတ်ပိုးကြလို့ဖြန်းတယ်ဆိုရင်တောင်မှဒီပြားတွေရင်ကောင်းတွေနဲ့လွတ်တဲ့အချိန်ကိုဖြန်းဖို့လိုတယ်ဗျဥပမာမနဲ့စောစောဒါမှမဟုတ်ညနေနေအေးတဲ့အချိန်ပြားတွေရင်ကောင်းတွေနားသွားတဲ့အချိန်မှသာသိဖြန်းဖို့လိုပါတယ်ဒါလည်းအရင်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ခင်ဗျာနံပါတ်3အချက်ကရေသွင်းတဲ့အခါမှာရေလိုအပ်တာရှိတယ်ကိုကရေမလိုရှိတယ်ရေလိုလို့ရေသွင်းမယ်ဆိုရင်လည်းမများဖို့လိုတယ်ရေနဲရင်လည်းပန်းပွင့်တာသီးအောင်တာကိုထိခိုက်မှုရှိတယ်ကြတယ်ပေါ့နော်ဝက်မုံကူးနှုံးလည်းမအောင်နိုင်ဘူးရေများသွားရင်လည်းခုနလိုပဲအများကြီးထိခိုက်သွားနိုင်တယ်ဒါကြောင့်ရေကိုချိန်ဆသွင်းထားဖို့လိုပါတယ်ဒါတော့နံပါတ်3အချက်ရေကိုဂရုတစိုက်အသွင်းအထုတ်လုပ်ဖို့စနစ်တကျပေးဝေတတ်ဖို့ဖြစ်ပါတယ်နော်နံပါတ်4အချက်ကတော့အပင်အာဟာရရှိအောင်အားရှိအောင်ဖြန်းမဲ့အားဆေးတွေတွေးရမဲ့အစာတွေဒီပိုင်းဖြစ်ပါတယ်ပေးရမဲ့အာဟာရကတော့အမိုင်နိုအက်ဆစ်စီဝီနောက်အချိုးများတဲ့ညောစာမျိုးပေါ့နော်ကယ်လ်ဆီယမ်ဘိုရွန်ဖြန်းလို့ရအရေးကြီးပါတယ်ကယ်လ်ဆီယမ်ရောဘိုရွန်ရောဟာတရက်ကကြိုက်ပါတယ်နောက်ဇင့်ပါတဲ့ဆေးတွေလည်းဖြန်းလို့ရပါတယ်ခင်ဗျာအားဆေးတွေဖြန်းတဲ့အခါမှာပိုးသက်ဆေးနဲ့ရောဖြန်းလို့ရပါတယ်ဖြန်းမယ်ဆိုရင်ပိုးသက်ဆေးကဘယ်လိုဆေးတွေဖြန်းမလဲဆိုရင်ဒီပိုင်မထရိုဇင်အုပ်စုဒိုင်နိုတီဖြူရန်အစီတာမီပရစ်တို့အဘာမတင်တို့စတဲ့ဆေးတွေဖြန်းပေးလို့ရပါတယ်ဒါပေမဲ့ဆေးဖြန်းချိန်ကိုရားတွေရင်ကောင်းတွေမထိခိုက်အောင်ချိန်ကိုသေချာရွေးချယ်ပြီးဖြန်းဖို့တော့လိုပါလိမ့်မယ်ခင်ဗျာနံပါတ်5အချက်ဖောက်မိုနဲ့မဲ့ပြောင်စွန်ယောဂအန်တရနိုကြတတ်တဲ့အတွက်ဒါကိုဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်အစာကွန်နာဆိုးစာဖာစသဖြင့်ဆေးတွေကိုအလှည့်ကျဖြန်းပေးဖို့လိုပါတယ်ခင်ဗျာပိုသက်ဆေးနဲ့ပိုသက်ဆေးရောဖြန်းတဲ့အခါမှာလည်းအထူးဂရုစိုက်ဖို့လိုပါသေးတယ်ခင်ဗျာဒါကတော့လိုက်နာဆောင်ရွက်ရမယ့်အချက်5ချက်ကိုပြောပြပေးတာဖြစ်ပါတယ်နောက်မှလည်းတရက်နဲ့ပတ်သက်ပြီးတော့သက်လက်တင်ပြသွားပါအောင်မယ်ဟုတ်ကဲ့ပါဒါကတော့တရက်နဲ့ပတ်သက်ပြီးတော့သိတင်သိထိုက်တာတွေဆောင်ရွက်ရမယ့်အချက်တွေကိုအားလုံးတရက်စိုက်တောင်းသူအကြီးများသိရှိစေရန်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအပြန်လှန်လဲကျွန်တော်တို့ဆွေးနွေးနိုင်ပါတယ်အခုလိုကြည့်ရှုပေးတာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ